အားလုံးပဲမင်္ဂလာပါရှင် IC Korean Language Class Channel ကနေကြိုဆိုလိုက်ပါတယ်အရှင်တစ်ပတ်လုံးကိုကြီးကိုတာကိစ္စလေးကြောင်းပေါ့နော်ဗီဒီယိုလေးတွေတစ်ပတ်လုံးမတင်လိုက်နိုင်ဖြစ်သွားတယ်ပေါ့နော်အခုဒီနေ့ကစပြီးတော့ဗီဒီယိုလေးတွေကိုမပြတ်ပြန်ပြီးတော့တင်ပေးသွားမှာဖြစ်လို့ဒီ channel လေးကို subscribe လုပ်ပြီးတော့စောင့်ကြည့်အားပေးပေးပါအောင်နော်ဟုတ်ပြီအဲ့ဒါဆိုရင်စကြမယ်ဒီနေ့ရှင်းပြမှာတော့EPS သင်ရိုးအသေးပတ်ဝန်းရဲ့အခန်း2ထဲကဒေဝါနံပါတ်2ပေါ့နော်ဒေဝါ E ပါဟုတ်ပြီဒေဝါ E လေးကိုမရှင်းခင်မှာဒီဘက်ညာဘက်ထောင်လေးကိုတွေ့လားမသိဘူးเนาะညာဘက်ထောင်လေးမှာခေါင်းစဉ်လေးကအဲဆိုပြီးရေးထားတယ်ပုံမှန်ဆိုရင်တော့ဖတ်မယ်ဆိုလို့ရှိရင် तू က ui လို့ဖတ်ရမှာပေါ့နော် e ui လို့ဖတ်ရမှာပေါ့နော်ဒါပေမဲ့ဒီနေရာလေးမှာသူ့ကိုဒီ grammar လေးကကြတော့သူ့ကို ui လို့မဖတ်ဘဲနဲ့အဲလို့ဖတ်ပါမယ်အဓိပ္ပာယ်ကဤရဲ့ဆိုရဲပိုင်ဆိုင်မှုပြတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်သူ့ရဲ့အရှိကနောင်းနေနဲ့တွဲတယ်ပေါ့နော်နံနေနဲ့တွဲတယ်ပေါ့ဥမာငါရဲ့ဘသူရဲ့ကျွန်တော်ရဲ့တငယ်ချင်းရဲ့အဖေရဲ့အမေရဲ့စသဖြင့်เนาะပိုင်ဆိုင်မှုပြတဲ့ဤသို့မဟုတ်ရဲ့အဲ့အဓိပ္ပာယ်ကိုသုံးပါတယ်ဟုတ်ပြီဖတ်တဲ့အခါဦလို့မဖတ်ဘဲနဲ့အဲလို့ဖတ်ပါတယ်เนาะအဲ့ဒီခေါင်းစဉ်ကစကားလုံးလေးကိုဟုတ်ပြီဒါလေးပြောပြီးပြီဆိုလို့ရှိရင်အဲ့ညာဘက်4000ကွက်လေးစာပိုက်လေးတွေကဟိုးအောက်ဆုံးလေးကိုသွားကြည့်မယ်နော်ကြားထဲကဆယ်မဒီကိုရီးယားစာပိုက်တွေအင်္ဂလိပ်စာပိုက်တွေကိုမရှင်းပြတော့ဘူးရှုပ်သွားမှာဆိုလို့ဒီအောက်ဆုံးသားလေးကိုကြည့်မယ်အောက်ဆုံးသားလေးမှာဂျောအဲတဲ့တွေ့လားမသိဘူးနော်ဂျောအဲအမှဂျာအောဂျောဆိုတာလေးကကျွန်တော်ကျမလို့အဓိပ္ပာယ်ရပါတယ်နောက်ကအဲဆိုတာလေးကခုနကပြောသွားသလိုဤရဲ့အဲ့တော့ပေါင်းလိုက်မယ်ဂျောအဲဆိုရင်အဓိပ္ပာယ်ကကျွန်တော်ရဲ့သို့မဟုတ်ကျမရဲ့ဒီလိုဘာသာပြန်ပါမယ်အဲ့ဒီဂျောအဲကိုအတူကောက်ပြောမယ်ဆိုလို့ရှိရင်ဂျဲလို့ပြောပါတယ်ဂျာအဲဂျဲဂျောအဲကျွန်တော်ရဲ့ကျမရဲ့သို့မဟုတ်ဂျဲဆိုလဲကျွန်တော်ရဲ့ကျမရဲ့အတူတူပါပဲနောက်တစ်လုံးကဟိုဘက်ဘီလီမှာရေးထားတာနာအဲနာဦလို့မဖတ်ဘူးเนาะနာဆိုတာလေးကငါလို့အဓိပ္ပာယ်ရတယ်အဲဆိုတာရဲ့နာရဲဆိုတော့ငါရဲ့လို့ဘာသာပြန်တယ်သူ့အတူကောက်ဖတ်မယ်ဆိုလို့ရှိရင်နာအဲနေလို့ဖတ်ပါတယ်နေဆိုတာလေငါရဲ့ပဲအဓိပ္ပာယ်အတူတူပါပဲဘာနဲ့သာလားတရံတူလဲဆိုရင်လေကျွန်တော်မြန်မာစကားမှာဆိုလို့ရှိရင်လေဥပမာအနေနဲ့ပြောမယ်เนาะငါရဲ့လွယ်အိတ်လို့လည်းပြောလို့ရတယ်လို့ငါလွယ်အိတ်ဆိုပြီးတော့လေအတူချုံပြီးတော့ပြောလို့ရတယ်เนาะပြီးလို့ရှင်ကျွန်တော်ရဲ့အိမ်ဆိုပြီးတော့လည်းပြောလို့ရတယ်လို့ကျွန်တော်အိမ်ဆိုပြီးတော့လည်းအတူချုံပြောလို့ရတယ်ဒီသဘောတရားနဲ့အတူတူပါပဲเนาะဟုတ်ပြီအဲ့တော့နောက်နာအဲနဲ့နေနဲ့အဲ့ဒါလေးပြီးသွားရင်သူ့ရဲ့ဘေးလေးကိုကြည့်မယ်သူ့ရဲ့ဘေးလေးမှာနော်အဲနာအောနော်ဆိုတာနင်တို့မင်းတို့အဲ့လိုအဓိပ္ပာယ်သုံးပါတယ်နော်အဲဆိုတော့နင်ရဲ့သို့မဟုတ်မင်းရဲ့သူ့အတူကောက်ပြောမယ်ဆိုလို့ရှိရင်နာအဲအဲ့ညမှာတခုရှိတာဒီနာအဲဆိုတာလေးကိုနဲလို့မဖတ်ဘဲနဲ့နီလို့ဖတ်ပါတယ်ပြန်ပြောမယ်နော်နော်အဲနင်းရဲ့ကိုအတူကောက်ပြောမယ်ဆိုလို့ရှိရင်ရေးတဲ့အခါနဲလို့ရေးပြီးတော့ဖတ်ရင်နီလို့ဖတ်ရပါတယ်ဖတ်ရင်နီလို့ဖတ်ရပါတယ်ရမယ်နော်အဲ့တော့နော်အဲဆိုရင်နင်းရဲ့သို့မဟုတ်မင်းရဲ့အတူကောက်ပြောမယ်ဆိုရင်နီလို့ပြောပါတယ်ပြန်ပြောမယ်နော်အရှိကနေပြန်ပြောရမယ်ဆိုရင်ဂျောအဲကျွန်တော်ရဲ့အတူကောက်ပြောမယ်ဆိုရင်ဂျဲနာအဲငါရဲ့အတူကောက်ပြောမယ်ဆိုရင်နဲနောက်နော်အဲနင့်ရဲ့မင်းရဲ့ပေါ့နော်အတူကောက်ပြောမယ်ဆိုရင်နီလို့ပြောပါတယ်ရမယ်နော်အဲဆိုရင်သူ့ရဲ့အောက်ကစာကြောင်းလေးကိုကြည့်ရအောင်အောက်မှာ gone ဆိုတာအဲ့ဒီ gone ဆိုတာအရာကတော့အရင်ရှိဗီဒီယိုမှာတော့ရှင်းပြသွားဘူးလေနော်ဒါလေးတွေကဟုတ်ပြီအဲ့တော့ gone ဆိုတာအဲ့ဒီအရာကတော့ဂျဲဆိုတာကျွန်တော်ရဲ့ကျမရဲ့ဆိုတာကိုအတူကောက်ရေးထားတာဖြစ်ပါတယ်ဂျဲဆိုတော့ကျွန်တော်ရဲ့နောက်က열쇠 예요 열쇠ဆိုတာတော့လို့အဓိပ္ပာယ်ရပါတယ်နောက်ကရဲယူဆိုတာဖြစ်ပါတယ်ဂျဲ열쇠 예요ဆိုတော့ကျွန်တော်ရဲ့တော့ဖြစ်ပါတယ်ပြန်ပြောမယ်နော် gone အဲ့ဒီအရာကတော့ဂျဲကျွန်တော်ရဲ့열쇠 예요တော့ဖြစ်ပါတယ်တဲ့အဲ့ဒါဆိုနားလည်မယ်နော်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီအဲဆိုတဲ့စကားလုံးလေးကိုနားလည်ပြီဆိုရင်အပေါ်ကဒေဝါလေးကိုရှင်းပြရအောင်ဟုတ်ပြီအပေါ်ကဒေဝါလေးမှာပထမဘေးမှာရေးထားတဲ့စလုံးလေးတွေကYusuf တဲ့ပထမနော် Yusuf နောက်အောက်ကကျတော့အာကွန်ဒါလူနာမည်တွေပါ Yusuf ဆိုတဲ့လူနဲ့အာကွန်ဆိုတဲ့လူနဲ့အပြန်အလှန်စကားပြောမှာဖြစ်ပါတယ်ပထမတစ်ကြောင်းမှာပြေးထားတာက
အာဂွန်းရှိတဲ့အာဂွန်းကလူနာမည်အနောက်ကရှီဆိုတာမောင်မနာမည်ကိုယဉ်ကျေးအောင်ခေါ်တာပါနော်အာဂွန်းရှိတဲ့အာဂွန်းနဲ့အီဂွန်ဒီအရာကတော့အီဆိုတာဒီဂွန်ဆိုတာအရာကတော့မာဒူရှိမာဒူဆိုတာလူနာမည်ရှီဆိုတာမောင်မနာမည်နောက်မှာလိုက်တာအနောက်ကဆိုတာခုနကရှင်းပြသွားတယ်ရဲ့မာဒူရှိဆိုတော့မာဒူရဲ့ဂါဘန်းဆိုတာလွယ်အိတ်အေးယူဖြစ်ပါသလားတဲ့နောက်က question mark လေးနဲ့မေးခွန်းနော်ဒီအေးယူတို့ဘာတို့ကမေးခွန်းလဲသုံးလို့ရတယ်အဖြေမှာလဲသုံးလို့ရတယ်နော်ဟုတ်ပြီပြန်ပြောမယ်အာဂွန်းရှိအာဂွန်းအီဂွန်ဒီယာကတော့မာဒူရှိရဲ့မာဒူရဲ့ဂါဘန်းငီရဲ့ယူလွယ်အိတ်ဖြစ်ပါသလားတဲ့ဒီညမှာဂါဘန်းမှာအသက်ပါလို့အေးယူကိုသုံးထားတာနော်ပြီးနောက်အောက်တစ်ချောင်းကပြန်ဖြေတယ်အာနီယိုမဟုတ်ပါဘူးတဲ့ဂျေကျွန်တော်ရဲ့ခုနကရှင်းပြသွားပြီနော်ဂျေကျွန်တော်ရဲ့ဂါဘန်းလွယ်အိတ် EAU ဖြစ်ပါတယ်ဂါဘန်းမှာအသက်ပါလို့ EAU ကိုသုံးထားတာပါခုနကပြောခဲ့သလိုပဲ EAU ကအပေါ်မှာတော့ EAU ကို question mark နဲ့မေးခွန်းသုံးထားတယ်အောက်မှာကျတော့ရိုးရိုးဝတ်ကြအနေနဲ့ပဲသုံးထားတယ်နော်ရမယ်နော်ပြောချင်တာအပေါ်က EAU တော့ဖြစ်ပါသလားလို့မေးခွန်းနေနဲ့ဘာသာပြန်ပြီးတော့အခုဒုတိယအကြောင်းမှာကျတော့ EAU ကိုဖြစ်ပါတယ်ဆိုပြီးရိုးရိုးဝတ်ကြအနေနဲ့ဘာသာပြန်ထားပါတယ်နားလည်မယ်နော်အဲ့တော့ဒီနှစ်ကြောင်းလေးကိုပြန်ပြောရရင်အာဂွန်းရှိအာဂွန်းအီဂွန်ဒီအရာကတော့မာဒူရှိရဲ့ဂါဘန်းငီရဲ့ယူမာဒူရဲ့လွယ်ဖြစ်ပါသလားအာနီယိုမဟုတ်ပါဘူးဂျဲဂါဘန်းငီရဲ့ယူကျွန်တော်ရဲ့လွယ်အိတ်ဖြစ်ပါတယ်နောက်တစ်ကြောင်းကအီဂွန်အီဆိုတာဒီဂွန်ဆိုတာအရာကတော့အီဂွန်ဒီအရာကတော့မောရဲ့ယူဘာဖြစ်ပါတယ်လဲမောဆိုတာဘာရဲယိုတာဖြစ်ပါတယ်လဲဒီနေရာမှာမောမှာအသက်မပါလို့ရဲယိုသုံးထားတာဖြစ်ပါတယ်ရဲယိုတို့အေးယိုတို့ကအတူတူပဲမေးခွန်းမှာလည်းသုံးလို့ရတယ်အဖြေမှာလည်းသုံးလို့ရပါတယ်ဒီနေရာမှာရဲယိုကိုဖြစ်ပါသလားဆိုပြီး question mark နဲ့မေးခွန်းနေနဲ့ဘာသာပြန်မယ်နော်အီဂွန်ဒီအရာကတော့မောရဲယိုဘာဖြစ်ပါတယ်လဲအောက်ကနောက်ဆုံးကြောင်းမာဒူရှိရဲ့မာဒူရဲ့နောက်ကဆိုတာရဲ့เนาะမာဒူရဲ့ sorry เนาะမာဒူရဲ့ဂါဂျိုစာချင်းနေရဲ့ဂါဂျိုဆိုတာမိသားစုစာချင်းဆိုတာဓာတ်ပုံမိသားစုဓာတ်ပုံအနောက်ကဆိုတာဖြစ်ပါတယ်အဲ့ဒီမှာစာချင်းရဲ့ချင်းမှာအသက်ပါနေလို့ကိုသုံးထားတာဖြစ်ပါတယ်နားလည်မယ်เนาะအဲ့တော့ပြန်ပြောမယ်အဲ့ဒီအကြောင်းကိုမာဒူရှိရဲ့မာဒူရဲ့ဂါဂျိုစာချင်းရဲ့မိသားစုဓာတ်ပုံဖြစ်ပါတယ်နားလည်မလားမသိဘူးเนาะဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဒီနေ့တော့ဒီတဲဝါဤပေါ့เนาะဒါလေးနဲ့ပဲအဆုံးသတ်လိုက်ပါမယ်။ကျွန်မနောက်ဆိုလို့ရှိရင်လေစဉ်းစားထားတာ grammar လေးနောက်ခန်းတွေရောက်လို့ရှိရင် grammar လေးတွေအရင်ရှင်းပြတဲ့ဗီဒီယိုလေးတွေတင်မယ်။နောက်မှဒေဝါလေးတွေတင်မယ်ပေါ့เนาะအဲ့ဒါဆိုရင်တော့နည်းနည်းပိုအဆင်ပြေမယ်ထင်တယ်ပေါ့เนาะဒီအစာပိုင်းတွေမှာကျွန်မဒေဝါတွေကိုပဲအရင်တင်မိတယ်လို့ဖြစ်သွားတာလीနောက်ဆိုလို့ရှိရင်တော့ grammar လေးတွေအရင်တင်မယ်ပြီးမှဒေဝါလေးတွေတင်မယ်ပေါ့เนาะဒါဆိုရင်တော့နည်းနည်းလေ့လာရတာပို့ပြီးတော့အဆင်ပြေမယ်ထင်တာပဲเนาะလောလောဆယ်ဒါလေးကိုနားလည်မယ်လို့မျှော်လင့်ပါတယ်နားမလည်တာရှိရင်လည်း comment လေးမှာတစ်ချက်မှတ်ပြီးတော့မှမေးမြန်းနိုင်ပါတယ်ပေါ့နော်အတက်နိုင်ဆုံးပြန်ပြီးတော့ဖြေကြားပေးပါမယ်ရှင်ဟုတ်ကဲ့ပါအဲ့ဒါဆိုနောက်နေ့လည်းဗီဒီယိုလေးတွေဆက်ပြီးတော့တင်ပေးပါအောင်မယ်ရှင်စောင့်ကြည့်အားပေးပါအောင်เนาะကျေးဇူးတင်ပါတယ်ရှင် bye bye